Leiden Holland မှာ Nathaniel Bentley ပိုင်ဆိုင်တဲ့စီကားတဲ့ကိုထောင်းတစ်ခုရှိပါတယ်အောင်မြင်တဲ့ကုန်တဲ့တယောက်လေးစားခံရတဲ့စနစ်တကျနဲ့ရီမန်းချက်ကြီးတဲ့သူတယောက်ပါသူ့ရဲ့အစောပိုင်းနှစ်တွေမှာ Bentley ဟာပုံမှန်ဘဝနဲ့နေထိုင်ခဲ့ပါတယ်သူ့ရဲ့စီးပွားရေးဟာအောင်မြင်ခဲ့ပြီးသူ့ရဲ့အနာဂတ်ဟာလုံခြုံတယ်လို့ထင်ရပါတယ်ဒါပေမဲ့ကိုရေးကိုတာဆုံးရှုံးမှုတစ်ခုပြီးတဲ့နောက်အရာအလုံးပြောင်းလဲသွားခဲ့တယ်ဒီအဖြစ်အပျက်ကသူ့ကိုတုံလုံးစေခဲ့လို့အဲ့ဒီအချိန်ကစပြီးသူတခြားလမ်းကြောင်းတစ်ခုကိုရွေးချယ်ခဲ့တယ် Bentley ကသူ့ဆိုင်ကိုတန်ရှင်းရေးလုပ်တာရပ်လိုက်တယ်ဖုံတွေစုပုံလာတယ်ပင့်ကူအိမ်တွေပြန့်ကျဲနေတယ်ဖြစ်စည်းတွေကအဆုံးမရှိစုပုံနေတယ်ဒါပေမဲ့သူဘာမှမဖယ်ရှားဘူးနှစ်တွေကြာလာတာနဲ့အမျှသူ့ရဲ့ပုံပန်းတံဟာပတ်ဝန်းကျင်ကိုထင်ဟပ်စေတယ်အညစ်အကြေတွေရှိနေပေမဲ့လည်းဖောက်တယ်တွေကလာနေကြတော့မှာပဲကုန်ဖြစ်စည်းတွေအထွတ်သားမကပုတ်တိုးနေတဲ့လူကိုမြင်တွေ့ဖို့ပါသူဆိုင်ဟာထူးဆန်းတဲ့ဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်ဝမ်းနေပူဆွေးမှုလားပြောင်းလဲမှုကိုစန့်ကျင်စန္ဒပြမှုလားဒါမှမဟုတ်အတိတ်မှာပိတ်မိနေတဲ့စိတ်လားဘယ်သူမှတကယ်မသိခဲ့ဘူးသူကွယ်လွန်ပြီးနောက်သူ့ဇလန်ကဆက်လက်ရှင်သန်နေစေပါယနေ့လန်ဒန်ရှိဘာတစ်ခုကသူ့အမည်နဲ့ရှိနေစေဖြစ်ပါတယ်